Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ဖတ်တိုက်လှူစာဖြစ်တာနဲ့ဗီဒီယိုနဲ့တကွာလာခဲ့ပါပြီရှင်ဒါကတော့ဖတ်တိုက်မှာထဲမဲ့ပါဝင်ပစ္စည်းလေးတွေပေါ့နော်တုပ်ဖူးရယ်ကြက်သားရယ်ကြက်ဥရယ်ကြက်ဥချောင်းရယ်ပါတယ်ပေါ့နော်ဒါတော့မှစီထည့်ပြီးမှကြက်သွန်ဖြူလေးကိုစီချတက်မယ်ပေါ့နော်ရွှေအိုရောင်လေးတန်းလာပြီဆိုတာနဲ့ရေအနေငယ်ထည့်ပေးရတယ်ပေါ့နော်ခုနကကျမတို့ကျတော့ခောက်ဖတ်ထိုင်လုံးမဲ့ခောက်ဆွဲလေးကိုရေတရီလောက်ရင်နွေးလေးနဲ့ပြုတ်ပေးထားတယ်ပေါ့နော်အခုဒီမှာပါဝင်ပစ္စည်းလေးတွေထည့်မယ်ငန်းပြာရည်ထည့်မယ်ဂျန်ညွတ်ကိုကြိုက်လောက်အရောင်လုပ်ဖို့ထည့်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်နည်းနည်းများများလေးသုံးထားတယ်ခရူးစီသုံးမယ်ပြန်တစ်ခေါက်ငန်းပြာရည်အနေငယ်ပြန်သုံးမိထားရပေါ့နော်ဒီငရုတ်ကောင်းလေးထည့်ထားတယ်သူ့ကိုတမသွားအောင်လို့မွေပေးလိုက်မယ်ပေါ့နော်တမသွားအောင်မွေပြီးလို့ရှင်ကျမကတမယာဒီလေးထည့်ဖို့မိသွားတာနဲ့အချင်းလေးပြန်ထပ်ထည့်ပြီးမှပြန်မွေပေးလိုက်မယ်ပေါ့နော် ready ဖြစ်ပြီဆိုတာနဲ့ခုနကခောက်ဆွဲဟိုတရီလောက်ပြုတ်ပေးထားတဲ့ခောက်ဆွဲလေးကိုထည့်ပေးထားမယ်ပေါ့နော်ခောက်ဆွဲလေးတွေထည့်လို့ပြီးသွားပြီဆိုတာနဲ့သူ့ကိုအားရပါရနယ်လိုက်မယ်ဒီတရီလေးခမ်းသွားပြီဆိုရင်ဒီဖတ်ထိုင်ရရပြီပေါ့နော်ပြီးတာနဲ့ပဲပင်ပေါက်လေးထည့်မယ်ပဲပင်ပေါက်ကများများကြိုက်ရင်များများထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီလောက်ပဲတုံထားတယ်ပြီးတော့သူ့ပြန်တစ်ခေါက်ကောင်းကောင်းလေးကြော်မယ်ပေါ့နော်ကြော်လို့ပြီးသွားပြီဆိုရင်ဒီမှာခုနပါဝင်ပစ္စည်းတွေချက်သားတွေကြက်ဥတွေတုပ်ဖူးတွေကြက်ဥချောင်းတွေကြော်ထားတာကိုထည့်ပြီးမှမွေရမယ်ပေါ့နော်ညီပဲဆန်အနေငယ်ထည့်ထားတယ်ပြီးတော့ကျမတို့ကဒီထဲမှာဖတ်ထိုင်မှာပါမယ်ချစ်တော်မိတ်ကကျမတို့ကမကြိုက်ဘူးဆိုတော့ကျမတို့ကမထည့်ထားဘူးပေါ့နော်ကြိုက်တဲ့တက်လူတွေကတော့ထည့်ပြီးသုံးဆောင်နိုင်တာပေါ့နော်အဲ့ဒါပြီးအဲ့အကုန်လုံးထည့်ပြီးလို့ရှင်တမသွားအောင်မွေပေးရမယ်ပေါ့နော်ဒါဟင်းညမုံလေးအနေငယ်အရသာအတွက်ဟင်းညမုံလေးအနေငယ်သုံးပေးထားတယ်အားရပါရလေးနယ်လိုက်ပြီးမှဒါကတော့ကျမတို့ကျတော့ကလေးမလေးရှယ်ဆိုတော့ကလေးမလေးအတွက်ထုတ်ပြီးမှငှက်ဥတီးပြန်တုံးထားပါတော့ကလေးမလေးငှက်ဥတီးမစားဘူးဆိုတော့လေငှက်သေးတယ်ဆိုတော့ကျမတို့ရဲ့ဖတ်ထိုင်လေးကပွဲပြင်လို့ပြီးသွားပါပြီရှင်ဖတ်ထိုင်လေးကစားရတာချင်းချင်းဆက်ဆက်လေးနဲ့မို့လို့အရင်နဲ့စားကောင်းပါတယ်ဒါမျိုးလေးလည်းလှုပ်စားကြည့်ပါအောင်လို့ဗီဒီယိုလေးနဲ့တော့ဒါပြီးညဝေပေးလိုက်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေလုပ်ဖြစ်ရင်လည်းဗီဒီယိုနဲ့တကွာလာပေးပါမယ်ရှင်